ကျွန်တော်တို့ကကိုစီသတင်းတွေအထွေထွေ YouTube channel ကနေတနေ့တာရရှိတဲ့သတင်းတို့ထွားတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းအနေနဲ့ကတော့ PDF တွေရန်ကုန်နဲ့အနီးဆုံးတို့တွေ့ရှင်းကပ်လာနေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်မန္တလေးလမ်းဟောင်းရှိမြို့များပေါ်တွင်တာအကြမ်းဖက်စစ်တပ်ကစိုးမိုးနိုင်တော့ပြီးတော်လှန်ရေးတပ်များကမြို့ပြင်ပနေရာအများစုကိုထိန်းချုပ်ကရန်ကုန်နှင့်အနီးဆုံးတို့တရွေ့ရွေ့ဥတီလာနေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသမှတာဝန်ရှိသူတို့ကပြောတယ်ရန်ကုန်မန္တလေးလမ်းဟောင်းညောင်လေးပင်မြို့နယ်ဖြူးမြို့နယ်နှင့်ကြောက်တရားမြို့နယ်များရှိစစ်ကောင်စီ၏တပ်စခန်း9ခုကိုတော်လှန်ရေးတပ်များကယမန်နေ့နနက်ပိုင်းတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအဆိုပါတိုက်ခိုက်မှုတွင်စစ်သား20ဦးထက်မနည်းတေဆုံးကဒဏ်ရာရသူအများပြားရှိခဲ့ကြောင်းယမန်နေ့တော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့သောစစ်တပ်စခန်းများမှမြို့ပေါ်မှစခန်းများတာဖြစ်ပြီးအလစ်အငိုက်တိုက်ခိုက်ခဲ့ကစခန်းသိမ်းမှုများလည်းဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရတယ်။တော်လိုင်းတပ်များကရန်ကုန်နှင့်အနီးဆုံးသို့တဖြည်းဖြည်းချင်းကပ်လာနေကြောင်းပြည်သူလူထုအများစုနေထိုင်သောရန်ကုန်မြို့နှင့်မိုင်80မှ100ပတ်လည်အတွင်းတော်လိုင်းရဲတပ်များကရောက်ရှိနေကြောင်းရန်ကုန်မန္တလေးလမ်းဟောင်းတွင်လည်းမြို့များတွင်သာစစ်တပ်ကစိုးမိုးနိုင်တော့ပဲအခြားနယ်ဒေသတွေကိုတော်လိုင်းရဲတပ်များကထိန်းချုပ်ထားကြောင်းသိရှိရပါတယ်။ကဲဒါကတော့လက်ရှိတဖြည်းဖြည်းနဲ့ကျွန်တော်တို့2021အာဏာသိမ်းရဲ့အနေအထားတွေမင်းတို့တော်လိုင်းရဲနိုင်နေပြီလားလို့ပြောတဲ့သူတွေအတွက်ရန်ကုန်နဲ့အနီးဆက်ဆုံးနေရာအထိနော်စခန်းတွေတိန်းတယ်တိုက်ပွဲတွေဖော်ဆောင်တဲ့အနေအထားဖြစ်လာပြီဆိုတဲ့ကကျွန်တော်တို့တော်လှန်ရေးရဲ့ရေချိန်ဘယ်အထိရောက်ပြီလဲဆိုတာပါဇက်နဲ့ပြောစရာမလိုတော့ပါဘူးနော်ဒါကြောင့်မလို့ကျွန်တော်တို့တွေဟာ21အာဏာသိမ်းပြီးကစားအချိန်မှာမင်းတို့တွေကပြစ်ပြေးပါကွာဆိုပြီးတော့အဲ့ဒီအချိန်မှာကျွန်တော်တို့2မီလီနဲ့အနေအထားကနေအခုလက်ရှိရောက်နေတဲ့2025ခုနှစ်အနေအထားကဘယ်လောက်ထိပြောင်းလဲသွားပြီလဲဆိုတာဟာဘယ်လိုမှညင်းလို့မရတဲ့တော်လှန်ရေးအောင်မြင်မှုတရက်ပါပဲเนาะဒါကြောင့်မလို့ကျွန်တော်တော်လှန်ရေးနဲ့ပတ်သက်လို့စိတ်သက်ကြစရာမလိုဘူးအားလုံးဟာကြာနေရတဲ့တစ်ခုတည်းကိုစိတ်သက်ကြမယ်ဆိုရင်တော့ကျွန်တော်တို့အစတည်းကမတိုက်တာပဲကောင်းတာပါဟုတ်တယ်မလားကျွန်တော်တို့အောင်မြင်နေတာဖြစ်တဲ့အတွက်စိတ်သက်ကြစရာမလိုဘူးအားလုံး fight တင်းပါအရေးတော့အောင်ပါဒုတိယသတင်းတစ်ပုဒ်ကတော့ဖြူးမြို့နယ်တရားရုံးရှိဇေယဝတီရဲစခန်းနဲ့စစ်တပ်နေရာ6ခုကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ပဲခူးတိုင်းတောင်ငူခရိုင်ဖြူးမြို့နယ်တရားရုံးရှိဇေယဝတီမြို့ရဲမရဲစခန်းဘူတာယုံတို့အပါအဝင်နေရာ6ခုကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်သား4ဦးတေဆုံးပြီးလက်နက်တစ်လက်သိမ်းဆည်းရရှိကြောင်းဖြူးမြို့နယ်ပကဖကပြောဆိုပါတယ်။ယမန်နေ့ဇွန်လ25ရက်နေ့နနက်3:24မိနစ်ကဖြူးမြို့နယ်ဇေယဝတီမြို့ဘူတာယုံရှိစစ်သားများကိုဖြူးမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့မှဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်သား3ဦးထိခိုက်ဒဏ်ရာရပြီးဒဏ်ရာရရှိသောစစ်သားများနှင့်အတူကြံစစ်သားများမှဘူတာယုံမှစွန့်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ထို့ကြောင့်ဘူတာယုံအားဝင်ရောက်ရှင်းလင်းစဉ် MA1 အမျိုးအစားတနက်တလက်ကြီးပေါက်3ပေါက်ကြီးစံအချို့နှင့်ဖုံး4လုံးတိမ့်ဆဲရရှိခဲ့ပြီးမိရထားဝန်ထမ်းတဦးကိုလည်းတွေ့ရှိခဲ့ရာအလင်းဝင်ရောက်ရန်မှာကြား၍ပြန်လွှတ်ပေးလိုက်ကြောင်းထို့ပြင်ဘူတာယုံဝန်ထမ်းအိမ်ယာများ၌လည်းစစ်ကောင်စီတပ်သားများဝင်ရောက်နေထိုင်ခြင်းရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။နော်ခေတ်ကပြောင်းပြန်ဖြစ်တဲ့အနေအထားဖြစ်လာပြီးအကြမ်းဖက်ဓမ္မတွေကဘလူလဲဆိုတာဒါဟာလက်တွေ့ပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအခုလိုနယ်မြေတွေရှင်းလင်းပြီးတော့ပြည်သူကြားဒီလိုမျိုးဒီအဆောက်အုံတွေကြားမှာခိုးကတ်နေတဲ့စစ်ကောင်စီအကြမ်းဖက်ဓမ္မတွေကိုလိုက်လံရှင်းလင်းပြီးတော့နယ်မြေရှင်းလင်းတဲ့ခေတ်ကိုရောက်လာတာတဖြည်းဖြည်းနဲ့တော်လှန်ရေးရဲ့အားရစရာအရွှေ့အကြောင်းတစ်ခုပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့အားရစရာသတင်းလေးပဲဖြစ်ပါတယ်ရာမညမွန်တပ်မတော်ရဲ့အခြေခံစစ်တင်နန်းအပတ်စဉ်လေတင်နန်းစင်ပွဲကျင်းပတဲ့သတင်းပဲဖြစ်ပါတယ်မွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့မွန်ပြည်တစ်ပါတီအာဏာရှင်တိုက်ဖျက်ရေးရာမညမွန်တပ်တော် RMA ရဲ့အပတ်စဉ်လေးစစ်အခြေခံတင်နန်းစင်ပွဲကိုလွတ်မြောက်နယ်မြေတနေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်တင်နန်းစင်ပွဲကိုပြီးခဲ့တဲ့ဇွန်လ24ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီးအခမ်းအနားကိုတော်လှန်ရေးထောက်ခံအားပေးတဲ့တန်ဃာတော်တွေမျိုးချစ်မွန်ပုဂ္ဂိုလ်တွေမဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေနဲ့ MNSP AD RMA ရဲ့ခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်အခမ်းအနားမှာ MNSP AD နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌနိုင်စေရရာမညမွန်တပ်တော် RMA စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စလွန်းထောင်းနဲ့မဟာမိတ်တပ်ကိုယ်စားလှယ်မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်မှုတို့ကတင်နန်းစင်းရဲဘော်တွေကိုမိတ်ခွန်းနဲ့အမှားစကားတွေပြောကြားပြီးတဲ့နောက်မှာတင်နန်းမှာထူးချွန်ခဲ့တဲ့ရဲဘော်တွေကိုစုတွေရှင်းမြင့်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်တင်နန်းသားတွေကလည်းမွန်အမျိုးသားမွန်ပြည်နယ်နဲ့မွန်လူထုအတွက်အတက်ကိုစွန့်တိုက်ပွဲဝင်မှာဖြစ်ကြောင်း
tissa daytime puke jabi gong sound they got tenancy yebo de go let not do testing big it to tia barakmia imatan aya go use ya count it daily babe mon to the mon lumyori no don't did on yema don't ye in a nezon look your can ya tema general aawati dine mompine pibale a good mompine eddy hago ao means title nangebi mo in azudi a guzo takene Pawin Javi, Tolan Yemale, a Chamaha made in a Buomido, the Anashin. Kind of lonely, the Oga Champa seconds that Adigo, Pepia that Chimoni that Tibadi. A Guzo, a passing late to that way. A Shema, a passing Togu Dama, Janoro, Mompine, a threat to Yagongo, Muito Kabi Pibadi. Tahao Gigi Api, Janoro, Nanga, the Anashin Tadia Yema, Diana Lumio Bonzo. No, in that alright, Pawin it up to that way, Janorodia, the gap, you do in the Ayatinasia Gaumare, Tajamulu, Luyo, Bara, Maquajavene, Anashin, Senate type Yema, 19 Yaga Pawin down. Hogan now had the dinner got sign the Zigo, Naudu seen him made a Myoda Naugo. A jumper Anade seconds the Tapa when you got Nepu Lamb Tare, the name of Tipper. Bigger as Zona Nasana Toya Negas, a kind of Shwebo and Shwebo Mune. Shwebo Seiko, Moya land I mountain lade, and Yodan Nayawi sang at the Zigo. Shwebo Mune Seiko, you are sit that giga, fancy get it to Tiawa. I did not want to sign at the Zigo, Lunia, seen in as so that John Piajanet to Kaido Yodan Niago, Nita Wecha, Nebu land, Dutau Kanye, Paladan, Muichet, Tain Toya. Pong alone sang at Rogo, Day you Talibade. Pansy can do near her Shwebo Mune, one lamb Mune, a second G do you want a Jatari, Chijabi. Kaisa the Kune, Moya Bago, Atuama, Guru Jongaya Lule, a Tiabare. A Taba Sekon, you are Sekonsi, a Tangay, Shwebo, now bet. Shwebo Sekon, Mu Kanji, Moya Dware, Land of Hima, Tishida Pipi, Nezin Sodolo Kasi, Township, Chetan, Tuala Niraja, Sales to the drug, Wingway Counter, Gate Coop, Chidalule, Pidu, better that put down in Shidu, Piovale. Sekon, you are game Mayaki Malen. Nega nanga ita cha lo cha du de ga shit twin sitကောင်စီဂိတ်စကန်ရှိကြောင်းနဲ့စိုင်းကဲတစ်စီးတဲ့ကိုအမျိုးသား2ယောက်တွဲမစည်းဖို့တိုက်တွန်းတဲ့စိုင်းဘုတ်တွေစိုက်ထူပေးထားတယ်လို့သိရပါတယ်ပြည်သူကပြည်သူကိုစောက်ရှောက်တယ်ဆိုတော့ဒါကိုပြောတာကဲအခုဒါကိုကြည်ချင်းအဖြစ်နော်ပြည်သူကိုဥပဒေအရအရေးယူတယ်ဆိုတော့သူတို့ထုတ်ပြန်ထားတဲ့ဥပဒေတရားတာမတရားတာအတာထားလိုက်အောင်စိုင်းကဲတစ်စီးကို2ယောက်မစည်းရမို့လို့အရေးယူတယ်ဆိုတဲ့ဥပဒေကြောင်းရပဲအရေးယူလေဘာကိစ္စနဲ့တပုံတမျှလိုမျိုးပြည်သူပါလာတဲ့ပတ်စံတွေဖုံးတွေကိုနော်တခိုးချင်းအကြမ်းဖက်ပြီးတော့လူယူတဲ့လောက်ရက်ကိုလှုပ်လေးတယ်အဲ့တော့ပြည်သူလူထုနဲ့တိုင်းပြည်ပေါ်အကြမ်းဖက်ပြီးတော့တပုံတမျှဆန်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဒီအစစ်ကောင်စီဟာဘလောက်ထိရုပ်မာလဲဆိုတာဒီလောက်ရက်တွေကတက်တွေပဲဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာကဘာမှာမကြားဘူးတဲ့ကိစ္စပါဗျာစိုင်းကယ်တစ်စီးကိုယောက်ျား2ယောက်စီးလို့မရဘူးဆိုတော့စိုင်းကယ်ကုမ္ပဏီတွေကိုတွားပြီးတော့တရားစွဲရဖို့ကြံတယ်နော်ကျွန်တော်တို့ကဘာဒီ ICJ ဖြစ်နော် ICJ မှာတွားပြီးတော့ဆိုင်ကယ်ကုမ္ပဏီတွေကိုစစ်ကောင်စီအနေနဲ့တရားစွဲဖို့ဒီနေရာနေကျွန်တော်တို့အကြံပြုတိုက်တွန်းလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆိုင်ကယ်တစ်စီးကိုကျုပ်တို့တိုင်းပြည်မှာယောက်ျား2ယောက်စီးလို့မရဘူး။ဘာဖြစ်လို့လဲ။ငါတို့တွေကြောက်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ ICJ မှာတွားပြီးတော့အမှုဖွင့်လိုက်ပါလို့ဒီနေရာနေတိုက်တွန်းလိုက်ပါ။ဟုတ်ကဲ့နောက်ထပ်ဒီတစ်ပတ်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့စစ်မှုထမ်းဖို့လူမရှိဘူးလို့ပြောမိတဲ့အသက်62နှစ်အရွယ်အမျိုးသမီးတူကိုရာအိမ်မှုနဲ့မိသားစုကရုံးခေါ်ပြီးရိုက်တယ်ဆိုတဲ့ပြဿနာပါ။ဒီသတင်းကတော့ line ပေါ်မှာအားလုံးတွေ့ကြမှာပါ။နော်မြင်မကောင်းစင်မကောင်းနော်တကယ်ကိုအနှိတ်ထားရုံမြင်ခွင့်ဖြစ်နေတာပါလဲကူမျိုးမှရက်ွက်နေဒေါ်စိန်သေးရဲ့သား3ယောက်ရှိတာမှာ2ယောက်ကစစ်မှုထမ်းနဲ့ပါသွားခဲ့တယ်လို့အဲ့ဒီတည်းက1ယောက်ကရှေ့တန်းမှာတေဆုံးခဲ့ပြီးပါပြီအခုဇွန်လ24ရက်နေ့မှာဒေါ်စိန်သေးနေအိမ်ကိုစစ်မှုထမ်းကိစ္စတွားရကနေစကားများခဲ့ပြီးညနေပိုင်းရုံးကိုခေါ်ကယာယီမှုနဲ့မိသားစုကဝိုင်းရိုက်နှက်ခဲ့တာပါလဲကူမျိုးနဲ့မှာအပတ်စဉ်တစ်လက်ကျင့်ရေးတက်ရှိတာကြောင့်မြို့နယ်အုပ်ချုပ်ရေးကပေါင်းပြီးအပတ်စဉ်တိုင်းဥယျာဉ်ပိုခေါ်နေတာမို့တိုင်ကြားခံရတဲ့မြို့နယ်တစ်ခုတည်းဖြစ်ပါတယ်နော်ဒီလိုမျိုးအုပ်ကြီးတွေပေါ့နော်ဒီလိုအုပ်ကြီးတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနော်လှုပ်စီးခိုင်းပြန်လို့ရှိရင်လည်းပြည်သူကိုပြစ်ပါတယ်ဆိုတဲ့ခေါင်းစဉ်ကထွက်လာပြန်အောင်နော်အဲ့တော့ထားလိုက်ပြန်လို့ရှိရင်လည်းအခုမြင်တဲ့အတိုင်းပဲသား3ယောက်ရှိတယ်ဗျာ2ယောက်ကစစ်မှုထမ်းနဲ့ပါဘူးပါပြီတယောက်ကအဲ့စစ်မှုထမ်းနဲ့ပါတဲ့မှာတယောက်ကမသားပေါ်ဘူးပါပြီနော်ရှင်းရှင်းပြောရရင်တော့နောက်ထပ်ကြံတဲ့လူကိုပါလာပြီးပြဿနာရှာတယ်ဆိုတော့လှုပ်ရက်ကဘလို့နှလုံးသားဘလို့အတိတရားမျိုးတွေနဲ့လူလို့မတတ်မှတ်ထတယ်ဒီလိုလူတရားဝါမျိုးတွေကိုနော်ဒါပေမဲ့အဲ့လိုတရားဝါမျိုးတွေကိုအတုံးချပြီးတော့ဒီအာနာတိန်းထားတဲ့အကြမ်းဖက်ကောင်တွေကပြည်သူကိုပြည်သူချင်းဒုက္ခပေးနေတာအဲ့တော့ဒါကိုကြည်ချင်းအပြင်ကျွန်တော်တို့နိုင်ငံမှာဘလောက်ထိဓမ္မတွေနော်
ခံနေရလေအတ္တမတွေဘလောက်ထိလွှမ်းမိုးနေရလဲကျွန်တော်တို့ဒီအတ္တမတွေကိုဘလို့တော်လှန်ရမှာလဲဒီတော်လှန်အင်အားစုတွေအနေနဲ့နိုင်တဲ့လောက်လုံနေကြတဲ့အချိန်မှာပြည်သူတွေအနေနဲ့ကလည်းငါနဲ့မဆိုင်တဲ့နိုင်ငံရေးကိုမနေဘဲနဲ့တထက်တအားပါဝင်ကြဖို့လို့လေစစ်မှုထမ်းဥပဒေမထွက်လာခင်တည်းကတော်လှန်အင်အားစုတွေအမျိုးမျိုးသတိပေးခဲ့ပါတယ်မှတ်မိကြအောင်မယ်ထင်ပါတယ်နော်ဒါပေမဲ့လို့ဖျားတွားမပြက်တကြံစော့မပြက်စသဖြင့်ရိုးရပွဲဆိုတဲ့အရာနဲ့ခေါင်းစဉ်တွေအောက်မှာစစ်မှုထမ်းဆိုတဲ့အရာကိုဂရုမစိုက်ခဲ့ကြဘူးစစ်မှုထမ်းဥပဒေပါလာတဲ့အချိန်မှာကဲကြပါအောင်ကူကြပါအောင်နိုင်ငံခြားပြေးကျင်တဲ့လူနဲ့ PDF ထဲဝင်ကျင်တဲ့လူတွေဖြစ်လာကြတယ်အဲ့တော့တကယ်တမ်းညီလို့ရှိရင်တရက်ထဲတဲ့ပွဲပြက်မဲ့ဟာหนีတဲ့လူတိုင်းမရဲတဲ့အတွက်အခုလို၄နှစ်ကြော်ခဲ့တာပါเนาะဒါကြောင့်မို့လို့ကိုအန်ရယ်ကိုလည်းကိုကြောက်ကတလို့ရဲတဲ့နေရာလဲရဲပေးကြပါလို့တိုက်တွန်းပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကအင်အား6000ခန့်နဲ့ထိုးစစ်ဆင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကောင်စီတပ်ကအင်အား6000ခန့်အတုံးပြုထိုးစစ်ဆင်လာနေတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်မတော် DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ရက်ဆောက်ဘာဒူးနဲ့ဒီနောင်ချိုကြားမှာသူတို့ရှိတဲ့ခံမှန်းခြေကတော့အင်အားကတော့3000ဝန်းကျင်တော့ရှိမယ်ပြည်ဦးနေဘက်ကစစ်ကြောင်းကလည်းဒီဘက်ကအင်အားလောက်ရှိမယ်တော်တော်လေးကိုတံပြန်ထိုးစစ်ဆင်လာနေတဲ့အနေအထားမှာကသူတို့ကအရင်ထက်မတူတဲ့လူအင်အားတွေတောက်လျှောက်တုံးပြီးတော့တုံးလာတာတွေလက်နက်အင်အား drone တွေပေါ့လေတုံးလာတာတွေရှိတယ်တို့ DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဇွန်လ25ရက်နေ့အတွင်းနောင်ချိုမြို့နယ်ကနောင်လင်းနောင်အောလုံဆန်နဲ့နောင်ဖောကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားနေချိန်အတွင်းစစ်ကောင်စီတပ်က drone နဲ့ဘုံ28လုံးလက်နက်ကြီး68လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့တအောင်းတပ်မတော် TNLA ကဒီကနေ့ဇွန်လ26ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တော့ဒါကတော့ကျွန်တော်တို့ကြားရတဲ့သတင်း MNDAA ကနေလာရှိုးကိုတိမ်ဝမ်းပြီးတဲ့နောက်မှာတုံပန်းတွေဖမ်းကန်ထိတယ်စစ်ကောင်စီကနှစ်ပေါင်းများစွာမှာ Standard Army အဆင့်ကနေမုတ်ဆိုးမှစစ်ရှုံးကောင်စီဘဝကိုစရောက်ခဲ့ရတယ်အဲ့တော့တစ်တုံညာနှစ်ကုန်စစ်စင်ရေးမှာအဆက်ကွဲခဲ့တဲ့ဒီစစ်ကောင်းဆောင်တွေဟာဒီအောက်မှာရှိတဲ့သူတို့တတ်မှုပုံမှုတွေကိုအစစ်စစ်အမိတ်ပေးပြီးတော့နောင်ချိုကိုပြန်မရရင်မင်းတို့ကတော့မလွယ်ဘူးဆိုတဲ့အမိတ်နဲ့ပေးထားတယ်လို့ကြားသိရတယ်ဒါကြောင့်မို့လို့အောက်မှာရှိတဲ့တိုင်းမှုကစပြီးတော့တတ်မှုပုံမှုတွေအကုန်လုံးဟာနောင်ချိုအတွက်အတဲအတန်စူးစမ်းနေတာပါနော်ဘောမတွေကတော့နောင်ချိုကိုနိုင်ပြီးတော့អော်ခဲ့တာကုန်ခဲ့တဲ့2လလောက်ထဲရပါနော်ဒီကနေ့ထိတဲ့သူတို့ရဲ့နောင်ချိုကမနိုင်သေးပါဘူးကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုရင်အောင်စရာစစ်ကြောင်းတို့အောင်စရာကြီးချီတက်နေတာ3နှစ်3မိုးရှိခဲ့ပါပြီဆိုပြီးတော့တွန်တိတ်တိတ်နဲ့အတန်နဲ့လို့တချင်းဆိုအောင်ဖြစ်နေပြီအခုဒီအောင်စရာတော့ရောက်မလာသေးဘူးဒေါနာတောင်မှာတော့ဘိုတာဘောလို့ပုံထားတဲ့အယိုးကတော့တော်တော်မျိုးစာတွေကောင်းနေပြီအဲ့တော့ကျွန်တော်တို့တွေဟာဒီတော်လန်ရင်းမှာတခုတာဝါတာကတည်င်းကိုကျွန်တော်တို့စနစ်တကျစီးစင်းနိုင်တဲ့အတွက်တော့တစ်ဖက်ကစိုက်ဝါးတွေကိုကျွန်တော်တို့အချိန်မီတားဆီးနိုင်ကြတာအဲ့တော့မြေပြင်မှာဖြစ်ပေါ်နေတဲ့ပဂတိအမှန်တရားတွေကိုပြည်သူတွေကအချိန်နဲ့တပြေးညီတိနိုင်နေတဲ့၍ကျွန်တော်တို့တွေဟာဘာမှကြောက်เสียမရှိဘူးဒါကြောင့်မလို့တည်င်းမိုင်းနဲ့ပတ်သက်တဲ့နေရာမှာလဲကျွန်တော်တည်င်းနေတဲ့ပတ်သက်တဲ့ဟာမှာဝိုင်းပြီးတော့ပံ့ပိုးကြပါကူညီကြပါဝန်းရံကြပါဘာဖြစ်လို့တစ်ဖက်ကဒီအာနာယူတွေက EO ကျွဲလုပ်ပြီးတော့အမှားကိုအမှန်လုပ်ပြီးတော့ရုပ်တည်နဲ့ပြည်သူကိုဝါဒမှိုင်းတိုက်နေတာအဲ့ဒါတွေကိုတံပြန်ဖို့အတွက်သတင်းမီဒီယာကဏ္ဍကအင်မတန်အရေးကြီးပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီတော်လှန်ရေးဟာမီဒီယာကဏ္ဍကလည်းပြစ်ထားလို့မရဘူးပြောတာဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ကပ္ပစနှစ်နန်းကြဘရင်ဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးကိုအပေးအယူလုပ်ရန်ဒုတိယစစ်ခေါင်းဆောင်ကကမ်းလှမ်းလာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် MNDAA တနက်ပြောင်းဝကိုတရုတ်အစိုးရကပိတ်ပေးထားစဉ်MNDAA နဲ့စစ်မျက်နှာရော့သွားသည့်စစ်ကောင်စီက TNLA ကိုစစ်ရေးအရဖိအားပိုပေးလာပါတယ်မန္တလေးမှာရှမ်းပြည်မြောက်ဘက်တို့အဝင်မုတ်ဦးမြို့ဖြစ်ပြီးကုံတော်ရေးလမ်းကြောင်းဤအတက်တွေးကြောနောင်ချိုကိုအရပြန်ပြင်ဆင်လာတာဖြစ်ပါတယ်ထို့ကြောင့်နောင်ချိုစစ်မျက်နှာကိုအကြောင်းပြ၍ကပ္ပစနှစ်နန်းကြဘရင်ဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးကိုအပေးယူလုပ်ရန်ဒုတိယစစ်ခေါင်းဆောင်ကကမ်းလှမ်းခဲ့ရတာပါရမခနဲ့လာရှိုးကိုဆုံးရှုံးခဲ့သည့်အဖြစ်အတွက်ဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးအနေဖြင့်နောင်ချိုမြို့ကိုပြန်လည်သိမ်းယူပေးရမည်ဟုသောမက်လုံးဖြင့်စစ်ခေါင်းဆောင်2ဦးကြားလောင်ကြီးထပ်ထားကြတာပါဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦး၏အစွမ်းအစကိုယုံကြည်သည်ဟုဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကစစ်ခေါင်းဆောင်ကိုပြောထားတာပါတူကိုယ်တိုင်ကမူဒေါနာတောင်တန်းပေါ်မှာအောင်စင်ရစစ်စင်ရေး၌အထိနာနေသလိုနှစ်ကြိမ်မကဘုံခွဲတိုက်ခိုက်ခံရထားရလို့ဖြစ်ပါတယ်ထို့ပြင်အနာဂတ်တက်ချုပ်လောင်းဟုထင်ကြီးပေးခံရသည့်ညှိနှိုင်းကုတ်ကရေးမှုကြီးရလေဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးတို့သည်စစ်တပ်ကတို့အပတ်စဉ်35ဆင်ဖြစ်တယ်ထို့ကြောင့်ဗိုလ်ချုပ်ကြီးကျော်စွာလင်းကလည်းဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးကိုကာပါပေးထားတာဖြစ်ပါတယ်တခိုးအချင်းချင်းတေးပေါ်ညှိတာပေါ့ဗျာဒါကတော့စစ်တပ်မှာကျွန်တော်တို့ရှင်းပါတယ်တယောက်နဲ့တယောက်ကာကွယ်တဲ့စီးလုံးနဲ့ဆိုတာ
မေတ္တာမှန်လို့တယောက်ပေါ်တယောက်တစ္ဆာရှိလို့မဟုတ်ပါဘူးသခိုးချင်းသေပေါ်ညှိတာပါအားလုံးဟာအကောင်လုံးကအကျင့်ပြတ်နေတဲ့အောက်တန်းစားတွေပါပဲအဲ့တော့အောက်တန်းစားအချင်းမင်းထိငါလည်းပါမယ်ငါထိမင်းလည်းပါမယ်မင်းလည်းဒါကိုရအောင်လုပ်ကွာငါလည်းဒါကိုရအောင်လုပ်မယ်မင်းကိုလည်းငါကာမယ်ငါ့ကိုလည်းမင်းကာဆိုတဲ့နော်အချင်းရုံမာတဲ့အလုပ်တွေကိုအပေးယူလုပ်ပြီးတော့ရှောက်လှမ်းနေကြတဲ့အကြမ်းဖက်ကောင်းဆောင်တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာမင်းအောင်လှိုင်တယောက်တည်းကြာသွားတော့မဖြစ်ဘူးဆိုတာဒါတွေကိုပြောတာပါကျွန်တော်တို့တိုက်နေတာဒီမင်းအောင်လှိုင်တယောက်တည်းပြုတ်ကျရေးအတွက်တိုက်နေတာမဟုတ်ပါဘူးအာနာရှင်စနစ်အမြင့်ပြတ်ရေးကိုတိုက်နေတာပါအဲ့တော့အာနာရှင်စနစ်ကိုအမြင့်ပြတ်ဒီအမြင့်မပြတ်အောင်နော်ပါဝင်နေတဲ့ကာဘာလုံနေတဲ့နော်အာနာရှင်ဘက်ကနေဝင်ရောက်ပူးပေါင်းနေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းဘယ်အရာဖြစ်ဖြစ်ပြည်သူရဲ့ရန်သူပါပဲဖြစ်တယ်နော်ဒါကြောင့်မလို့ဘဒူပဲဖြစ်ဖြစ်အာနာရှင်အမြင့်ပြတ်တိုက်ပွဲမှာမပါဝင်နိုင်ရင်တောင်မှဘေးထိုင်နေလို့ပြောတာဒါကိုပြောတာပါဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့အာနာရှင်တိုက်ပွဲဟာ2021ကစခဲ့တာအခုဆို2025 6လပိုင်းထဲရောက်လာခဲ့ပြီဒါပေမဲ့ရှောက်ခဲ့တဲ့လမ်းကြံ့ကြာနေရင်ကြံ့ကြာရမယ်လုံးဝအရှုံးမရှိတာအားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်တယ်ဒါကြောင့်မလို့2021နွေဦးတော်လှန်ရေးအရေးတော်ပုံအောင်ကိုအောင်ရမယ်လို့ပြောတာဖြစ်ပါတယ်အရေးတော်ပုံပါဝင်နေကြတဲ့တဦးတယောက်ချင်းစီတိုင်းအားလုံး fight တင်းမှာကျွန်တော်တို့ရဲ့အရေးတော်ပုံအောင်ကိုအောင်ရပါမယ်ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့တင်ဆက်ခဲ့တဲ့သတင်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတဦးတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းကျွန်တော်တို့အချိန်ရရင်ရတယ်လို့အခုတို့သတင်းတို့အစီအစဉ်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ